ဒီမင်းကလေးကငိုချင်ရင်သူမကိုယ်တိုင်မျက်နှာကိုလက်သီးနဲ့ထိုးတတ်ပါတယ်။ဒါပေမဲ့ဒါကမလုံလောက်ဘူးလို့ခံစားရတဲ့အခါကြက်သွန်နီနဲ့မုံငင်းစီတွေကိုသုံးပြီးအတင်းငိုပါတယ်။သူမငိုတဲ့အခါအနီးနားက Corporation CEO Mr. Gu ပါလိုက်ပြီးမျက်ရည်ကျရပါတော့တယ်။သူမက Ocean Clan တမှုတရားမျိုးနွယ်ရဲ့မင်းသမီးလေးဖြစ်ပါတယ်။ Mr. Gu ကိုမတော်ရဆအထက်ကဲမိရကနေသူတို့မျိုးနွယ်စုရဲ့အဖိုးတန်းပစ္စည်းဖြစ်တဲ့ပင်လယ်မျက်လုံးလို့ခေါ်တဲ့ Eye of the Sea က Mr. Gu စီရောက်သွားခဲ့ပါတယ်။အဲ့ဒီပစ္စည်းမပါတော့သူမရဲ့မှုံးဆောင်အားတွေပျောက်ဆုံးသွားပြီးလူလောကထဲကိုပြင်းနှင်တန်ပေးလိုက်ရပါတယ်။သူမပစ္စည်းကိုပြန်ရှာရင် Mr. Gu ရဲ့အဆောက်အဦကိုရောက်သွားတဲ့အခါလုံခြုံရေးတွေကသူမကိုတခိုးလို့ထင်ပြီးလိုက်ဖမ်းကြပါတယ်။သူမကူနီတောင်းပြီးငိုတဲ့အချိန်မှာ Mr. Gu ကသူမရှိကိုရုတ်တရက်ပေါ်လာပါတယ်။ဒါပေမဲ့မကြခင်မှာပဲလုံခြုံရေးတွေကသူမကိုအပြင်ထုတ်လိုက်ပါတယ်။အခုတော့သူမက Mr. Gu ကိုပြန်ခေါ်လို့ရအောင်ကျက်သွန်နီနဲ့မုံရင်ကိုတုံးပြီးအတင်းငိုနေရပါတော့တယ်